KOF event မှာ weekly pass 6ပတ်နဲ့ free ရတဲ့ token တွေရပြီးတော့ကျွန်တော်တို့ basket တွေရသွားမယ် KOF skin ကိုဂုံးစိမ့်နိုင်လားဆိုတာကိုကျွန်တော်တို့လိုက်ပါကြည့်လိုက်ရအောင်ဗျာ။မှာဆုံး tan draw စပြီးတော့လှည့်ပြီးဘာရမလဲခေါ် normal skin ရတယ်ဒါကိုမှမရှိတဲ့ skin ကိုပေးရဖြစ်တဲ့အတွက်စိတ်ပြေတယ်ပြီးရင် Lunos Epic skin ကိုထပ်ပေးပါတယ် Lunos Epic skin ဒါ skill ဖတ်တွေကျွန်တော် flash skin ကိုပြောရတာပေါ့နော် Lunos Epic ကြိုက်တယ်ဒီလိုလည်းဘယ်လောက်ကြာမလဲကြည့်ရအောင်ဒီလိုလည်းnumber 8ပါပေးတယ်ပေါ့နော်ဒီလို number 8ရှင်းနေဆိုင်ရင်ဘယ်လောက်ကောင်းလဲစုံတတ်မယ်ဆက်ပြီးတော့ကြည့်ရအောင် okay ဘာတော့ဖြစ်မယ်စီရီယာ emote ပေးတဲ့အတွက်ရေးရတဲ့အပိုင်းလေးမှတ်တမ်းရတယ်ပေါ့နော်ဒီအပိုင်းလေး30ပြီးရင် free token တွေရမယ်ပေါ့နော်ကြားလို့ဟုတ်ပြီထပ်ပြီးတော့လှည့်မယ်ဒါဒီရောစင်ကြဆက်နှလုံးသုံးလိုက်ရပါတော့ဒါစီလေးကြားရ okay free token နဲ့ထပ်ပြီးတော့လှည့်မယ်နောက်တစ်ချိန်စီပီက6အင်္ဂလိပ်ပေးရပါတော့ပြန်ရတဲ့အပိုင်းနှစ်တန်းဖြစ်တော့ပြန်ပြောင်းသွားတယ်ပေါ့နော် okay ဒါ draw နဲ့ဆက်ပြီးအချိန်မှာ Easter ရဲ့ Dragon Timer skin ပေးရပါတော့ဟို Easter ကမတာဝင်နေတာဆိုတော့ draw နဲ့လည်းကျွန်တော်တစ်ခါလေးဆော့ရတော့အဆင်ပြေရပါတော့ဆိုလို့ပြောရမယ် okay ဒီကုန်းလည်းဘယ်လောက်ကြာမလဲဒီကုန်းလည်းနှစ်ပေါ့နော်ဒါတော့ရှင်းနှစ်ဖြစ်နေပြီဆိုတော့9ကြာရင်တော့ကျွန်တော်30နဲ့ KOF skin တန်းမယ်ပေါ့နော်ဟိုနောက်တော့10ရင်ကျဲတယ်ဒီလာရဲ့ Saba Squad skin ရတယ်ပေါ့နော်ကြာနေပြီဆိုရင်လည်းဒီ skin ရဆိုးရတော့မယ်ပေါ့နော်ဒီကုန်းလည်းဘယ်လောက်ကြာမလဲကြည့်ရမယ်ငါဒီကုန်းလည်း9တော့ဒီကုန်းလည်း3ပေါ့နော်အဲဒါတော့အနည်းဆုံး40ကျေသွားရမယ်ပေါ့နော်โอเคနောက်တစ်ချိန်ထပ်လဲမယ်ပိုင်းစား30ပြည့်သွားလို့ပေါ့နော် free token တွေထပ်ရတာပေါ့โอเคနောက်တစ်ချိန်ဒီချောင်းအီမှုပဲတင်နေပြီးနေတယ်ပေါ့နော်ချောင်းအီမှုရတဲ့နှစ်ချိန်တော့ရှိပါတော့အော်ဝါနော်မစတင်ပေါ့နော်ကေဝါအော်ဝါနော်စတင်လို့လို့ချင်းပေါ့နော်မာရှာစီရီယာစတင်ပေးတယ်ဒါစိတ်ပြန်စားလာတော့တော့ကြည့်လိုက်တယ်ပေါ့နော်စိတ်ပြန်50ပြအောင်သုံးလိုက်တာပေါ့ဒီစိတ်ပြန်50ပြအတွက်တကယ်နဲ့ free token နဲ့ရတယ်ပေါ့နော် free token 3မျိုးထည့်လိုက်တော့ကျွန်တော် trolley နဲ့ပြေပေါ့နော် trolley နဲ့မှာတန်တော့လားဆိုတော့စောင့်ကြည့်ရပါပေါ့နော်English skin ရတယ်ပေါ့နော်ဒီချင်းပြတော့ trolley နဲ့ရတယ်ပေါ့နော် okay draw ရဲ့ female skin ပြီးရဟုတ်ပြီတန်သွားပြီညပါငါကြတော့တန်သွားပြီပေါ့နော်ဒါ skin ရမယ်KOF Grievous skin ရတယ်ပေါ့နော်ဒါပြီးတော့ဒါအော်တို့ခရရဆက်ဆိုင်တော့စိုးဘူးလို့ပြောရမှာပေါ့နော် Grievous ဆိုတော့လေဆိုတော့ကျွန်တော်လည်း Grievous ကိုင်ဆိုတော့လေ